ဒီနေ့လေးမှာတင် जा ပေးမှာကတော့ပိတ်သုံးလာပေါ်လီရဲ့ပေါ်ရင်အောင်နဲ့အောက်ရင်အောင်တွဲတာလေးကိုဆက်လက်ပြီးတော့တင် जा ပေးသွားမှာဖြစ်ပါတယ်အခုလိုတင် जा မှုလေးတွေကိုလိုအပ်တဲ့သူတွေရှိခဲ့လို့ရှင်ကွန်မန့်မှာ yes လို့မှန်းသွားပေးပါနော်လိုအပ်တဲ့သူတွေများလို့ရှင်တော့တစ်ချက်ပညာဒါနာလေးတွေကိုဆက်လက်ပြီးတော့တင် जा ပေးသွားမှာဖြစ်ပါတယ်အခုပြတ်ထားပေးတဲ့ပုံလေးကတော့ပိတ်သုံးလာပေါ်လီပတန်ဆိုင်ချက်အစုံနဲ့အတူနော်ချုပ်လို့ရမှာသုံးဝင်လာတဲ့တူလေးရဲ့လက်ကျိုးခွင်ဂျိတ်တို့နဲ့အတူပိတ်သုံးလာပေါ်လီ9တဲ့တီတီကိုအားပေးသွားတဲ့ညင်မာလေးကိုဒီနေ့မှာပို့ပေးရမှာလေးဖြစ်ပါတယ်ရှင်ဒီလိုမျိုးပညာဒါနာလေးတွေကိုထုတ်လွှင့်ပြီးတဲ့အခါမှာတော့တက်ဆိုင်ချင်းဝယ်တဲ့သူတွေအတွက်အဆင်ပြေအောင်လို့တစ်ချက်ကအသေးစိတ်ကအစလည်းသင်ကြားပေးနေတာဖြစ်ပါတယ်။ site ဆောင်သမားတွေကတော့ online class လေးကို join ပေးမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ပညာဒါနလေးကိုဆက်ပြီးတော့လေ့လာလိုက်ကြရအောင်။အခုတစ်ခါမှာတော့တချို့တို့အောက်ပိုင်းဘတ်တန် F1 နဲ့ F2 ကိုအရင်တွဲတယ်တွဲပြီးတော့အပေါ်ပိုင်းဘတ်တန်လေးနဲ့ဒါလေးနဲ့ကိုပြန်တွဲပေးမှာဖြစ်ပါတယ်ဒါလေးသေချာကြည့်ရအောင်တချို့တို့3လွှာဘော်လီဖြစ်တဲ့အတွက်အပေါ်မှာလည်းပဲ3လွှာရှိပါတယ်အဲ့3လွှာကို2လွှာအရင်ဆုံးယူလိုက်မယ်နော်ဒီမှာ2လွှာယူလိုက်တယ်ယူပြီးတော့ဒါအလှဖြစ်တဲ့အတွက်အလှနဲ့လူမျိုးလေးအုပ်လိုက်ပါနော်အုပ်လိုက်ပြီးလို့ရှိရင်ဒီဥစ္စာကိုကြတော့တချို့လူမျိုးမှောက်လိုက်ပါနော်ဟိုဘက်ဒီဘက်တွေသွားမလန့်စင်းနဲ့နော်ဒီတိုင်းလေးခုနထားတာကိုဒီလူမျိုးလေးမှောက်လိုက်တာဟုတ်ပြီနော်မှောက်ပြီးသွားရင်သူနဲ့ပုံစံတူပဲเนาะဒီမှာ11ဖြစ်ရမယ်ဒီလိုမျိုးလေးသွားထပ်လိုက်ပါဟုတ်ပြီเนาะထပ်ပြီးသွားပြီဆိုတော့မှတကယ်တော့ဒီရဲ့2လွှာကိုယူမယ်ဒီအလွယ်3လွှာကိုယူမယ်သူ့ရဲ့ရင်ညွန်းနဲ့ဒီမှာ2စိတ်နေအောင်အညီထားเนาะဒီထိတ်လေးကထွက်နေလိုက်မယ်ထွက်ပလေးစီအဓိကသမီးတို့ချုပ်မယ်ဒီ2စိတ်နေရလေးညီဖို့ရေးကြည့်တယ်ဟုတ်ပြီเนาะပြီးလို့ချင်းအောက်အချမ်းနဲ့လည်းအောက်ကလွှာလေးနဲ့လည်းထုံလေးလည်းကောင်းမယ်ညီအောင်လို့ယူလိုက်မယ်เนาะယူလိုက်ပြီးလို့ချင်းဒီအစလေးကိုအရင်ဦးဆုံးတစ်ချက်ကဒီမှာယူလိုက်မယ်ဒီအောက်တွေမညှိနေအောင်เนาะဒီအစလေးခြေတို့တလက်မလောက်ညီထားဖို့ရေးကြည့်တယ်သူနဲ့ဒီရဲ့ပီလေးနဲ့ကိုညီလေးထားလိုက်မယ်ထားပြီးတော့ရင်သူ့ခြေကတစ်ချက်တုပ်လိုက်ပါမယ်ဒီမှာညီသွားပြီဟုတ်နော်အဲ့လိုလေးညီသွားပြီဆိုလို့ရှိရင်ပီလေးချပြီးတော့သမီးတို့ဒီဥစ္စာလေးကိုအောက်ကတစ်လွှာနဲ့เนาะဒီကအလဲက3လွှာနဲ့လေထားမယ်ဒါလေးနဲ့ကိုအရင်ညာကြည့်လိုက်เนาะအရင်ညာကြည့်လိုက်ဒီမှာလားเนาะဒီအလဲလွှာအမြဲတမ်းထွက်နေလိုက်မယ်3စိတ်4စိတ်လောက်เนาะအဲ့ဒါကြောင့်မလို့တချို့တော့ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဒီအစမှာတည်းကဒီအောက်လွှာလေးကိုလည်းနည်းနည်းလေးတင်ထားပေးလိုက်เนาะဒီဟာလေးကိုတင်လိုက်ဟုတ်နည်းနည်းပဲတင်မယ်เนาะရမ်းများကြီးမတင်နဲ့သူပြန်ထွက်လာလိုက်မယ်เนาะဟုတ်ပြီနည်းနည်းလေးတင်တာဒီသားလေးကိုလည်းနည်းနည်းလေးတင်တာအလဲလေးကိုနည်းနည်းလျှော့ထားပါတော့လျှော့ထားပြီးလို့ရှိရင်သူ့ရဲ့ direction လေးကိုမှောင်ပြန်ထားပြီးတော့ဒီဥစ္စာလေးနဲ့တစ်ဆက်တည်းတိလေးထားပြီးတော့တစ်ချက်တွဲပြအောင်မယ်နော်နည်းနည်းလေးတင်ထားဒါလေးကိုနည်းနည်း short ထားနော်လက်ကင်တာလေးအစားသေးချာကြည့်သွားပါဘောလေးကိုအရန်လွယ်ကူအောင်ချုပ်လွယ်လေးချုပ်တတ်အောင်တစ်ချက်အသေးစိတ်ကစားတင်ကြပေးနေတာဖြစ်ပါတယ်ဒါကြောင့်မလို့တည်ချာလေးကြည့်ပါကိုကအရင်တော့နီးစနစ်ချုပ်တတ်တယ်ပေါ့နော်နီးစနစ်ကြနဲ့မချုပ်တတ်ဘူးဆိုတဲ့သူတွေလည်းတေချာကြည့်သွားလို့ရပါတယ်အောက်စားလေးကိုချက်ပြန်တင်ထားမယ်တင်ထားပြီးဒီမှာနောက်ဆုံးချုပ်မဲ့နေရာရောက်တော့မယ်ဆိုရင်ဒီက2စိတ်နေရာမှာဒီရဲ့အထက်6လွှာလုံးကတညီတည်းဖြစ်ရမှာဖြစ်တဲ့အတွက်ဒီချက်ဒါလေးတွေကိုနော်ခုလိုတဝက်3ပုံတပုံလောက်ပဲကျန်တော့တယ်ဆိုတခါတိုင်းညှိလိုက်မယ်နော်ညှိလိုက်ပြီးတော့သူ့ရဲ့အခုံးတိုင်းလေးနော်ဒါလိုက်ရှင်မှန်လေးနော်သူခုံးတယ်ဆိုခုံးသွားမယ်တန်းလေးဆွဲမယ်နော်အဖျားရောက်တဲ့အထိတပြားစာညီညီလေးပဲဖြစ်ရမှာပေါ့နော်အဲ့လိုမျိုးလေးလှုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ခြေတို့ဒီမှာအချီလေးရှိရယ်နော်ဒါလေးကိုနည်းနည်းထွက်နေတယ်ဆိုရင်ညှက်လို့ရဟုတ်နော်မုံမွားလေးပဲနော်အဲ့ဒါလေးလှုပ်ပြီးပြီဆိုလို့ရှိရင်ခြေတို့ဒီဥစ္စာကိုငုံလိုက်လို့ရပါပြီအခုလိုမျိုးနော်ဘောလီချုပ်နီးပညာရက်လေးတွေကိုခြေတို့ပညာဒါနအနေနဲ့လေးလာပြီးတော့ဘောလီပတန်ကတ်ကိုပတန်တော့ကိုအစအဆုံးဆွဲစရာမလိုခေါင်းစားစရာမလိုပဲနဲ့ပတန်ဆိုင်ချက်လေးတွေကိုတည်သက်လှပတယ်ပေါ့နော်နီးစနစ်တကျနဲ့ထုတ်လုပ်ထားတာလေးတွေကိုလည်းလိုချင်တယ်ဆိုလို့ရှိရင်တော့ Messenger လေးတွေမှာလာရောက်ပြီးတော့မှာယူထားလို့ရပါတယ်ငွေလွှဲဝင်ပြီး3ရက်အတွင်းကိုတချို့တို့ကပတန်လေးတွေပို့ပေးတာဖြစ်ပါတယ်တယောက်စာဘရာတူရောအရှိရောရှေ့ခွဲရောနောက်ခွဲရောချုပ်လို့ရရမယ်ကျတို့နောက်ကျောအဖျောက်အဝိုက်ပါမယ်တစုံလုံးကိုမှ15000ကျပ်တယ်နဲ့အခုချိန်မှာမှာယူထားလို့ရတော့အမြန်ဆုံးမှာယူထားပါနော်အားလုံးပဲစီပြေကြပါစေနောက်ဖိုင်လေးတွေမှာပြန်တွေ့ကြမယ်နော်အခုလိုမျိုးတစ်ချက်တင် जा ပေးမှုလေးတွေကအားလုံးအတွက်ကြိုးရှိတယ်ဆိုလို့ရှိရင်တော့ like and share လေးပြုလုပ်သွားပေးပါเนาะကျတို့ volley button site ချက်လေးတွေကိုမှာယူပြီးတော့ customize ပဲချုပ်လုပ်ပေးမလား ready to wear ပဲချုပ်လုပ်ပေးမလား volley button site ချက်တစ်ခုကိုဝယ်ပြီးသွားတာနဲ့ကျတို့ကအခုလိုမျိုး volley တွေကိုယာနဲ့ထောင်နဲ့ချီပြီးတော့ထုတ်လုပ်ရတာပါဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့လိုအပ်တဲ့သူတွေက Messenger မှာလာရောက်ပြီးတော့မှာယူအားပေးနိုင်ပါတယ်